ရတရားခုနှစ်ပါးမင်းမရဘူးလားလို့ရပြီလားယရဏတုတ်ထဲမှာခင်ဗျာမရဘူးလားခင်ဗျားလို့လည်းစကားပြောဆင်ញင်မှာယရဏတုတ်ထဲမှာဆိုရင်ယာယိတဗုဒ္ဓနိတမဂတနိဘုံမာနိဝါယာနိဝါအန္တလေခိတဗ္ဗေဝဗုဒ္ဓသုမနာဘဝန္တုအထောပိတက္ကိသဒုနာတုဘာတတ္တမဤဗုဒ္ဓနိတာမေတ္တာမေတ္တံကရောထမာနုတ္တယပဇာဒီဝါစာရတ္တောသရန္တိယေပလေနဲ့နတ်တွေကိုနေတိုင်းတင်တဲ့ဖရာကခုတော့နတ်တင်တဲ့လူကပဲယူတယ်လို့မင်းတို့ဓမ္မဂတိကာတွေတရားပြတယ်ရှင်းမလားတာယရဏတုတ်ကျိုးဟောတာလားဖရာဟောတာလားဒီဝါစာရတ္တောသရန္တိယေပလိန်နဲ့ဗျာတတ္တမိုင်းနေတဲ့ခတ္တအပမာဒဒီတိုင်းတင်ပါတင်ရဘယ်လိုတင်ရမလို့မင်းကအောင်သားမြင့်ကမိမကြီးနင့်လကဘာကိုးွယ်လို့မယိုးဗလားမရှိဘူးလားကိုအောင်သားမြင့်ကျွမ်းမတို့လက်ကဓာတ်ဘူးကြီးငပြောဒီအုံဒီမုံပဲတီသာတင်လူစားတာလားကိုစားတာကိုစားပါနင့်လက်ကြီးခက်မြန်တင်ဆိုတိမွေးမစားဘူးလားစားလားကြောက်ပေးလိုက်ရတယ်သာတင်းထုံးကမေးလိုက်ဧတန်နဲ့တို့လက်ကဘာတော့ကိုနတ်နဲ့ကိုမရှိဘူးလားရှိပါဘူးဘာတင်တော့ကျမတို့လက်ကတော့ကြက်အရှင်ကိုကိုတိုင်းလဲလှီးတင်မတင်ဘူးဖမ်းလို့ပြောလိုက်ကြက်အရှင်လဲလှီးရမှာလားမလှီးရဘူးလားမလှီးနဲ့အဲ့နာပြောကြမတင်နဲ့ကြက်သားဝဲတင်မယ်မရဘူးလားမင်းချင်းတွေးထွက်တန်ယူစားခြင်းမရမဲတတ်လို့ပြောလိုက်ကိုခင်ဗျားတို့ကိုကြီးကျော်နဲ့နေရာတိုင်းတချင်းမရှိဘူးလားတင်လိုက်အရက်တော့မတင်နဲ့မင်းအမေတောက်ခင်ဝဲတော့တစ်တာတဲ့ပတ်စံရှိတယ်စွန့်ရင်ခိုးသွားရှင်းမလားတင်မယ်အကုသိုလ်လော့အောင်ဗါတယ်အကုသိုလ်လေးအောင်တင်မယ်ဗျမပြောဒီအုံဒီတင်ကိုစားတယ်နတ်စားသွားသလားအောင်သားမင်းကမင်းမိမကြီးနှစ်နတ်တီကိုတင်းပွေးလေးတင်မှာဟာဘာလို့ကိုစားရခဏတင်မှာမိမတွေကနတ်နဲ့မျောမရဘူးလားရှင်းမလားအတွင်း38မင်းကတကယ်ရှိနာမည်နဲ့အပြင်38မင်းတော့မရှိဘူးရှိတယ်ပြောမရှိဘူးရှိတယ်ထပ်ပြောမရှိဘူးရှိတယ်ငါမသိဘူးဖះဟောတဲ့တော့မရှိဘူးနောက်မွေးတယ်နှစ်ပေါင်း2500နတ်တွေမလာနိုင်ဘူးလားမှန်ပါဗျာအဲ့တော့နတ်ကငါပြောခဲ့အောင်မယ်ရွှေတော့မမနိုင်ဘူးဒီဘက်ကဒကမတွေကနတ်ကိုွယ်တယ်တစ်သားတုံးကြီးကရွှေဖြစ်အောင်တော့မမနိုင်ဘူးတစ်သားတုံးကြီးကမွေဝေးကြီးဖြစ်အောင်တော့ဒီကောင်တွေကတတ်တယ်ကြိုက်သွားမယ်တရားချိုးအောင်လို့ဝေယံပြေးတယောက်ဒီမျိုးနာမှာရှိတယ်သူ့ရန်ရှာရင်နင်တို့လုတ်တတ်မှလားမတတ်ဘူးလားသူကဘာထူးရတော့သူကအပြစ်ထူးရရဲ့လားသူနဲ့တဲ့အောင်ပေါင်းပတ်စံမရဒီကမွေးအတက်တော့ရှိတယ်ဥပမာပြတာကဲဆိုကြည့်ခဏအစဖျားမှားတာရိုးရာဆိုတာ